English to Burmese translation. Reader asked permission. Reader ကဒီတော့အတွက်ဝင်မှုအတွက်ကိုဆိုင်ရပန်းရတယ်ဝင်ခွင့်တောင်းလိုက်တယ် The wood, which had up until then been just an ordinary wood, seemed suddenly to come to life. အဲ့တော့တာမန်တစ်တော်လေးတစ်ခုလိုရှိနေတဲ့တော့ကလေးဟာရုတ်တရက်ဆိုသလိုအသက်ဝင်လှုပ်ရှားသွားသလိုမျိုးဖြစ်သွားတယ် Stay on the bridge between the visible and the invisible, said Wicca, while they walked through the trees. မြင်နိုင်တဲ့အရာနဲ့မမြင်နိုင်တဲ့အရာကြားမှာရှိနေတဲ့တရားပေါ်မှာပဲကုလူဆက်သွယ်နေတဲ့တရားပေါ်မှာရှိနေပါဆိုပြီးတော့ Wicca ကဒီတစ်တော်တွေကြားထဲမှာလမ်းလျှောက်နေပြောလိုက်တယ် Everything in the universe has life, and you must always try to stay in contact with that life. အဲ့တော့ဒီစัจ java လာထဲမှာရှိနေတဲ့အရာအလုံးမှာအသက်ရှိတယ်အဲ့တော့မင်းအဲ့ဒီအသက်ရှိရတဲ့ဆက်သွယ်ဖို့အတွက်ကိုမင်းအမြဲကြိုးစားနေရမယ် It understands your language မင်းဆိုလိုတဲ့ဘာသာစကားကိုသူကနားလည်တယ် And the world will begin to take on a different meaning for you အဲ့ဒီကမှာကမ္ဘာလောကကြီးကမင်းအတွက်တမှုထူးခြားတဲ့အဓိပ္ပာယ်တစ်ခုကိုယူဆောင်လာလိမ့်မယ် Reader was surprised at Wicca's agility အဲ့တော့ Wicca ရဲ့လျင်မြန်ပြက်လက်တဲ့ထထူးညံကောင်းတဲ့စွမ်းရည်ပေါ်မှာ Reader ကအံ့အားသင့်သွားတယ် Her feet seemed to levitate above the ground, making almost no noise. သူမရဲ့ခြေတော့တရားဆိုရင်ဒီမြေကြီးနဲ့မထိဘဲနဲ့မြင့်မျောနေတယ်လို့မျိုးပြီးတော့ခြေတံလည်းမကြားသလောက်ပဲ They reached a clearing near a huge stone. အဲ့တော့သူတို့နှစ်ဦးကဆိုရင်အရန်ကိုကြီးမားတဲ့ကြောက်ဆောင်ကြီးနားမှာရှိတဲ့ကွင်းပြင်ကျဲတစ်ခုရောက်သွားတယ်မြေကွက်လက်ပေါ့နော်